အားလုံးပဲမင်္ဂလာပါဒီဗီဒီယို tutorial လေးမှာဆိုရင်တော့ဒီချက်ဟာ backdrop လေးတွေsprite လေးတွေကိုဘယ်လိုမျိုး upload လုပ်အောင်လဲဆိုတာလေးပြောပြပေးချင်ပါတယ်ပထမဆုံးအနေနဲ့ဒီချက်တို့ကတော့ဒီပုံလေးတွေရေးရှာတာပေါ့နော်ဒီမှာဆိုရင် fan backdrop လေးပေါ့ဒါလေးကိုဒီချက်တင်လိုက်တယ် save image ဆိုပြီးတင်လိုက်တယ်ပေါ့နော်အဓိကဓာတ်ပုံ format က PNG format ဖြစ်ရအောင်နော်နောက်တစ်ခုကတော့ဒီချက်ကဒီ sheet ပေါ့နော်ဒါတိုးကလေးပေါ့ဒီမှာဆိုရင်ဒီချက်က GIF ပုံလေးကိုရှာပါတယ်ဆိုတော့ပြီးရင်သူ့ကိုဒီချက်လိုရှာတဲ့အခါမှာ background ကို transparent ဆိုပြီးတော့မှဒီချက်လိုရှာတယ်ပေါ့နော် GIF အမျိုးအစားလည်းဖြစ်ရမယ် transparent အမျိုးအစားလည်းဖြစ်ရမယ်เนาะဒီလိုပုံစံမျိုးကိုချက်လိုယူလိုက်ပါOkay ဒါဆိုရင်တော့ဒီချက်ကို scratch ကိုဖွင့်လိုက်မယ်အရင်ဆုံး backdrop မှာဒီချက်ဒီ upload backdrop ဆိုတာကိုရွေးချယ်ပါတယ်ဆိုတော့အဲ့ဒီ upload backdrop တွေမှာဒီမှာဒီချက် fan ဆိုတဲ့ဥစ္စာလေးယူလိုက်တာเนาะတော့ယူလိုက်တော့ဒီ family ကဒါလေးကသေးနေတဲ့အခါကျဒီ family ကိုဒီချက်ကြီးချင်တဲ့အခါမှာဒီ down ကိုသွားလိုက်တယ်ပြီးရင်သူ့ကိုဒီချက်ကဆွဲချဲ့လိုက်တာပေါ့နော်ဆွဲချဲ့ပြီးတော့ကြီးလိုက်တယ်ဒါဆိုရင်ဒီချက်တို့က backdrop လေးကဒါဆိုရင်နည်းနည်းလေးကြီးသွားတယ်ပေါ့နော် Okay ဒါဆိုရင်ကျွန်တော် backdrop လေးကိုထည့်ပေးတာဖြစ်သွားပြီနောက်တစ်ခုကဒီချက် cut sprite လေးကိုဖြတ်လိုက်မယ်ဖြတ်ပြီးသွားတဲ့အခါကျတော့ဒီချက်ဒီမှာ cut sprite လေးကို upload လုပ်မယ်ပေါ့နော်ဒီမှာ upload sprite ဆိုပြီး upload လုပ်ပါ upload လုပ်တဲ့အခါမှာဒီချက် sheet ဆိုတဲ့ GIF ပေါ့နော်ဒီပုံလေးကိုထည့်လိုက်တာရိုးရိုး PNG တို့ JPG တို့ဆိုလို့ရှိရင်ဒီပုံလေးပဲဝင်သွားမှာဒီချက်က animation လုပ်တဲ့ဥစ္စာမရအောင်ပေါ့နော်တော့ GIF sheet လေးကိုဒီချက်ယူလိုက်တဲ့အခါမှာတော့ importing ဆိုပြီးတော့မှနည်းနည်းလေးအလုပ်လုပ်ပေးရပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီ sprite လေးမှာဒီလိုထည့်လိုက်တဲ့အခါကျရင် costume နဲ့မှာတစ်ခုတည်းဝင်သွားတာမဟုတ်ဘူးအများကြီးပဲဝင်သွားတာအဲ့တော့ဒီချက်ကတော့ဒီ costume ထဲမှာဒီချက်တို့လမ်းလျှောက်တယ်ဆိုတဲ့ပုံစံလောက်ပေါ့နော်ကြည့်လို့ရမယ်ဆိုတဲ့ပုံစံမျိုးလောက်ဒီချက်တို့ယူလို့ရပါတယ်ဒီမှာဆိုရင်ဒီချက်တို့ဒါသူရဲ့သွားနေတဲ့ပုံစံပေါ့နော် Okay အဲ့တော့ဒီချက်တို့ဒါဆိုရင်ဒီ fan ထဲမှာဒီလိုမျိုးပေါ့နော်တိုးကလေးပြေးနေတဲ့ပုံစံကြည့်လို့မယ်ဒါဆိုရင်ဒီချက်တို့ကဘာလို့ဖို့လိုရတယ်လဲဆိုရင်အရင်ဦးဆုံးကျွန်တော်ဒီမှာ while green flag ကိုယူလိုက်တယ်ပေါ့နော်ပြီးရင်ဒီကျွန်တော် control loop နဲ့ဒါဒီ forever loop ကိုယူလိုက်တယ်ယူပြီးသွားတဲ့အခါကျလို့ရှိရင်ခြေက move 10 step ပေါ့နော်ရှေ့ကိုသွားချင်တာလောက်ကကြတော့ next costume ကိုသွားမယ်ဒါမှ costume တွေအများကြီးပဲရှိတော့ next costume သွားလိုက်တဲ့အခါကျတော့မှသူပြေးသွားမှာနော် okay ဒါဆိုရင်ပြေးသွားဒါပေမဲ့ဒီခြေကသူ့ရဲ့ဒီ size ကိုပေါ့နော် size ကိုနည်းနည်းသေးချင်တာသေးချင်တဲ့အခါကျတော့ set size 2ဆိုဒီနေရာမှာ50% လောက်ပဲဒီချက်ထားလိုက်တယ်ပေါ့နော်ပြီးတော့ဒီပြေးသွားတဲ့ဒီ sheet လေးကဒီဘက်ချက်ကိုပြန်မလာဘူးပြန်မလာတော့ပြန်လာစေချင်တယ်ဆိုရင်ဒီချက်တော့ if on edge bounce ကိုထည့်မယ်ဆိုတော့ပြန်တော့လာရမယ်နောက်ပြန်ဖြစ်နေရတော့ဒါဒီချက်တို့ set rotation style ကိုသွားမယ်ပေါ့နော်နောက်တစ်ခုကဒါဆိုအတက်ဖြစ်ပါနောက်တစ်ခုကဘာလဲဆိုသူ့ရဲ့ position ကိုအမြဲ90 degree နဲ့သွားချင်တာဆိုတော့ဒီပုံစံလေးထားပါတယ်တော့ချက်ပြန် run ကြည့်ပါမယ်Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီဟာလေးကိုပေါ့နော်သူ့ရဲ့ position လေးပေါ့ set position ဆိုပြီးတော့မှသူ့ရဲ့ position လေးအမြဲတမ်းပဲဒီကနေစခြင်းနဲ့ပြီးရင်ဒီချက်လိုဒီလိုမျိုးသွားနော်ဒါဆိုရင် pan ထဲမှာ sheet လေးဟိုဘက်ဒီဘက်ပြေးနေတဲ့ဥစ္စာလေးရတယ်ပေါ့နော်အဲ့တော့ဒီပါဆိုတော့ဒီချက်တို့ကဒီ backdrop တွေပြီးရခါကျရင် sprite တွေကိုကိုယ်တိုင်မဆွဲဘူး internet ကနေ download ချပြီးတော့မှဒီချက်တို့ကယူပြီးတော့မှ animation ကို create လုပ်တာဖြစ်ပါတယ်